ကဲတငယ်ချင်းတို့အားလုံးပဲမင်္ဂလာပါနော်ဒီနေ့တော့သမီးလေးကိုရှမ်းခေါက်ဆွဲပြုတ်ပေးပါမယ်ရှမ်းခေါက်ဆွဲလေးလုပ်ကြည့်မှာပေါ့နော်အားကြောင့်မလို့ရင်ဦးဆုံးယူနေအိုးလေးတင်လိုက်တယ်ပေါ့ရှမ်းခေါက်ဆွဲကတော့အပြားနေဝယ်တဲ့အဲမီရှမ်းခေါက်ဆွဲအသက်စားတုပ်ကလေးပဲဖြစ်ပါတယ်အဲ့ရှမ်းခေါက်ဆွဲလေးမှာတော့ပါဝင်ပစ္စည်းလေးတွေလည်းရှိရပေါ့နော်ဒါပေမဲ့အသားတို့အသီးရွက်တို့ကတော့ဝယ်မထားတဲ့အတွက်အိမ်မှာလည်းမရှိလို့မထည့်လိုက်ပါဘူးဒါကတော့သူ့ထဲမှာပါတဲ့ရှမ်းခေါက်ဆွဲဘက်ကလေးပေါ့နော်ရှမ်းခေါက်ဆွဲဘက်ကလေးလည်းသူ့ထဲမှာတော်တော်လေးပါတယ်တော်တော်များများလေးပါတယ်တယောက်စာကိုတော်တော်ကြီးကိုစားရတယ်ပေါ့နော်တော်ဝဝလေးလေးစားလို့ရတယ်နောက်ပြီးတော့အဲ့ထက်မှာဗာလေးပါလဲဆိုတော့မြေပဲတုပ်ကလေးပါတယ်ဗာလဲစီနီစီဝါတုပ်ကလေးလည်းပါတယ်နောက်ပြီးတော့သူ့ရဲ့ထဲမှာအဓိကအသက်ငရုတ်သီးအနှစ်ထုတ်ကလေးလည်းပါတယ်ပေါ့နော်ပါဝင်ပစ္စည်းကတော့ဒီလောက်ပါပဲဟိုအသားတွေငါးတွေတော့မပါဘူးပေါ့အသားတွေငါးတွေကတော့ကိုထည့်ကျင်တယ်ဆိုလို့ရှိရင်ကိုဘာသာကိုဝယ်ထည့်ကိုကတော့အိမ်မှာမရှိတဲ့အတွက်မထည့်ပြပါဘူးအခုဆိုရင်ရင်ရွေးဆူလာပြီဆိုတော့အရင်ဦးဆုံးရှမ်းခေါက်ဆွဲဘက်ကလေးကိုပြုတ်လိုက်ပါတယ်သူ့ရဲ့စားအညွှန်းထဲမှာရေးထားတာတော့10မိနစ်လောက်ပြုတ်ရင်ရတယ်ပေါ့နော်ဒါပေမဲ့ကျမကတော့ပိုပြီးနူးလေးစားနေတာကြောင့်10မိနစ်လောက်ပြုတ်လိုက်ပါတယ်အခုဆိုရင်တော့ရှမ်းခေါက်ဆွဲလေးရပြီပေါ့နော်ရှမ်းခေါက်ဆွဲလေးတွေကိုရပြီဆိုတော့ပကံထဲကိုစိတ်ထည့်ပါတယ်ဇုံးနဲ့ခတ်ထည့်ရတာစိတ်မရှိတဲ့အတွက်ကျမစကားနဲ့စစ်ပြီးတော့ထည့်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ရှမ်းခေါက်ဆွဲရဲ့စီဝနီလေးကိုရထည့်မယ်စီဝါလေးကိုထည့်မယ်ပြီးရင်တော့မြေပဲလော်ထုံလေးကိုထည့်ပါတယ်မြေပဲလော်ထုံထောင်းထားတာပေါ့နော်အဲ့ဒါလေးကိုထည့်ပါမယ်ထည့်ပြီးတဲ့အခါတော့သူ့ရဲ့ထဲမှာအဓိကအသက်ငရုတ်သီးအနှစ်ထုတ်ပေါ့နော်ငရုတ်သီးအနှစ်ထုတ်ကလေးကိုဒီမှာအကုန်လုံးပေါ့နော်အကုန်လုံးထည့်လိုက်ပါတယ်အကုန်လုံးထည့်ရင်တော့သမီးလေးစားရင်လည်းဆက်မယ်ဆိုတာသိပေမဲ့ तू ကအကုန်လုံးထည့်မှာအရသာရှိမယ်ထင်လို့အကုန်လုံးထည့်လိုက်ပါတယ်အဲ့ဒါထည့်ပြီးရဲ့အခါမှာတော့မှွေလိုက်တယ်ပေါ့နော်မှွေတဲ့အခါတူမေ့သွားပါတယ်တူနဲ့မှွေဖို့သတိမရဘဲနဲ့ဇုံးနဲ့ပဲအားရပါရကိုမှွေလိုက်ပါတယ်လက်အိတ်နဲ့မရှိတဲ့အတွက်လက်နဲ့လည်းမမှွေဘူးပေါ့နော်ဇုံးနဲ့ပဲမှွေလိုက်ပါတယ်ဇုံးနဲ့အားရှိပါရှိနေပြီးသွားတဲ့အခါမှာတော့ကျမရဲ့သမီးတော်လေးစားဖို့အတွက်ကျမရှေ့ကိုယူသွားလိုက်ပါပြီဒါကတော့အသင်စားရှမ်းခေါက်ဆွဲတုပ်ကလေးပေါ့နော်အသင်စားရှမ်းခေါက်တုပ်လေးအသီးတွေအသားငါးတွေအရွက်တွေတော့မပါပါဘူးရှင်ကဲဆီယာမကြီးကတော့စတင်ပြီးတော့မီးစမ်းနေပါပြီသူ့ကိုမေးလိုက်တယ်ပေါ့နော်သမီးလို့စားလို့ကောင်းလားလို့မျိုးသူကစားလို့ကောင်းနေတဲ့သူစားတဲ့အချိန်အထိကိုတူကိုမေ့နေတော့ပေါ့နော်တူကိုမယူမိလိုက်ပါဘူးတူကိုတစ်စမ်းမှသတိမရပဲနဲ့လုံးဝသတိမရတဲ့အတွက်သူ့ကိုလည်းဇုံးနဲ့ပဲရိုင်းပဲချပေးလိုက်မိတယ်အဲ့မှာ तू ကလည်းဇုံးနဲ့ပဲအားရပါရခတ်စားပါတယ်ဒါပေမဲ့ तू ဇုံးနဲ့မစားတတ်ပါဘူး तू ကခေါက်ဆွဲလို့ပါလို့ဆိုရင်တူနဲ့ပဲစားတတ်တာဆိုတော့ဇုံးနဲ့လည်းဆိုတော့တမြင်နှစ်မြင်ပဲပါပါတော့တယ်အဲ့ဒီ तू စားနေတဲ့အချိန်အထိကိုသတိမရပါဘူးသူ့ကိုပဲဗီဒီယိုရိုက်ပေးဖို့ပဲကျမသတိရရပြီးတော့ဗီဒီယိုပဲအသေးအံရိုက်ပေးနေပါတယ်အဲ့ဒီမှာ तू ကဘာကိုကြည့်နေလဲဆိုတော့ iPad ကိုလည်း तू ကကြည့်နေပါတယ်ရှေ့မှာလည်းရှမ်းခေါက်ဆွဲကိုစားအနောက်မှာလည်း iPad ကိုကြည့်သူဇွန်းနဲ့မခတ်တတ်ပါဘူးအဲ့ဒီအတွက် तू ပါလာတဲ့တမြင်နှစ်မြင်လေးတွေကိုပဲ तू စားနေတယ်ပေါ့နော်အဲ့ဒီအချိန်ထိတူယူပေးဖို့သတိမရပါဘူးအဲ့နဲ့ပဲဒီတိုင်းပဲငုတ်တုတ်လေးထိုင်ကြည့်နေတာပေါ့နော်ကဲစားသမီးလေးစားလို့ကောင်းလားလို့မျိုးတော့ तू ကကောင်းနေတဲ့အရသာရှိတယ်တဲ့ဒါလေးကအသေးစားတုပ်ကလေးကဒီပကံလေးတစ်ခုဆိုလို့ရှိရင်ပေါ့နော်ဒါတယောက်စာတော်တော်ကြီးကိုဝတယ်တယောက်စာဒါတစ်ထုပ်ဆိုလို့ရှိရင်တယောက်ကိုတော်တော်စားရမယ်ဒီထဲကိုထပ်ပြီးတော့အသီးရွက်ထည့်မယ်အသားငါးတွေထည့်အောင်မယ်ဆိုရင်တော်တော်ကြီးကိုပေါ့နော်ထမင်းတစ်နက်တော်လို့လောက်တယ်ဝဝလေးလေးစားရတယ်ပေါ့နော်ဒီအရှမ်းခေါက်ဆွဲအထုပ်ကလေးကအဲမီရှမ်းခေါက်ဆွဲပေါ့နော်သူကတော့ကောင်းပါတယ်တဲ့သူ့ကိုကျွန်မမေးလိုက်တာစားလို့ကောင်းလားမေးတော့အရန်စားလို့ကောင်းပါတယ်တဲ့ဒါပေမဲ့ရှမ်းခေါက်ဆွဲနည်းနည်းပူတယ်ပေါ့နော်ပူနေသေးတဲ့အတွက်သူမှုတ်ပြီးတော့စားနေပါတယ်အေးခံလိုက်တာပေါ့နော်အေးလေးခံပြီးသူစားနေပါတယ်ဒါပေမဲ့ဇုံးနဲ့ခတ်တာအားရပါရတော့မပါဘူးပေါ့ရှင်ကျမလည်းအဲ့ဒီအချိန်ဒီသူ့ကိုတူယူပေးဖို့လုံးဝသတိမရပါဘူးလို့အဲ့ဒါနဲ့ပဲသူကရှမ်းခေါက်ဆွဲလေးကိုအားရပါရနဲ့ဆက်လက်ပြီးတော့သုံးဆောင်နေပါတယ်ကျမလည်းအရန်နေမောနေပြီပေါ့နော်ဒါပေမဲ့ကျမသမီးလေးစားနေတာကိုမြင်တော့စိတ်ထဲမှာပီတိဖြစ်မိပါတယ်။အော်စားငါသမီးလေးစားငါသမီးလေးကောင်းနေဆိုအမေကျေနပ်ပါတယ်လို့အဲ့နဲ့သူသဘောတွေကြပြီးကြီးတာပေါ့နော်စားနေပါပြီဒါပေမဲ့ထုံးစံတိုင်းမို့ရှင်တူမဟုတ်တဲ့အတွက်ဇုံးနဲ့သူမခတ်တဲ့တော့ဇုံးနဲ့ကနည်းနည်းလေးစီပဲပါနေပါတယ်လို့ဒါပေမဲ့တူယူပေးဖို့လည်းလုံးဝအခုထိကိုသတိမရဘူးဘယ်ချိန်မှသွားတတိရလဲဆိုတော့ကဲသမီးကြီးစားဗီဒီယိုကိုပိတ်မယ်လို့စဉ်းစားတဲ့အချိန်ကျမှကျမတတိရပါတယ်ရှင်ဒါလေးကတော့ကျမတပည့်ပေးထားတဲ့စိတ်သားလေးပါပေါ့နော်